ကိုရီးယားနှစ်တစ်ကူနဲ့ Chuseok လိုမျိုးအမျိုးသားရုံးပိတ်ရက်ကြီးတွေနီးကပ်လာတဲ့အခါအပြည်ပြည်ဆိုင်ရာ We Love You Foundation ဥက္ကဋ္ဌဂျန်ကီယိုဂျာဟာအခက်အခဲရှိတဲ့အိမ်နီးချင်းတွေကိုချစ်ချင်းမေတ္တာကိုမျှဝေပေးပါတယ်။နှစ်စဉ်နှစ်တိုင်းတယောက်တည်းနေထိုင်နေတဲ့တက်ကြီးရွယ်အိုတွေကိုနှစ်သိမ့်ဖို့အထူးပွဲတွေကျင်းပတာတင်မကသူဟာအားလက်ရက်တွေမှာမိသားစုနဲ့ဝေးကွာနေရသူတွေကိုလည်းအမေရဲ့ချစ်ချင်းမေတ္တာကိုတည်ဆောင်ပေးနေပါတယ်။ဥက္ကဋ္ဌရဲ့စေတနာဝန်ထမ်းစိတ်ဓာတ်ကိုသင်ယူပြီးအပြည်ပြည်ဆိုင်ရာ We Love You Foundation အဖွဲ့ဝင်တွေဟာအလုပ်များနေကြပါတယ်။မိသားစုအတွက်စိတ်နှလုံးအကျဉ်းမဲ့ပွဲပြင်ဆင်တဲ့မိခင်တဦးလိုမျိုးသူတို့ဟာချစ်ချင်းမေတ္တာနဲ့အိမ်နီးချင်းတွေစီပစ္စည်းတွေဝေမျှရင်းအလုပ်များနေကြပါတယ်။ 독거 가정이나 이렇게 또 어려운 이웃분들은 이런 명절에 또 홀로 지내시는 분들이 많이 있더라고요. 그래서 어머니의 사랑의 마음을 전하고자 이렇게 명절 음식들을 준비했습니다. အစားအစာထုတ်ပိုးပြီးနောက်အဖွဲ့ဝင်တွေဟာသူတို့ဒေသမှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးရုံးစီကိုတွားရောက်ခဲ့ကြပါတယ်။ 독거노인 또 어려우신 또 가정들이 상당히 많습니다. 또 우리 국제러브유 운동본부에서 이렇게 또 우리 지역에 어려우신 분들을 돕기 위해서 이렇게 배려해 주신 데서 감사의 말씀을 드리고요. 항상 그 국제 유일러브유 운동에서 우리 주민들을 위해서 이렇게 항상 봉사해 주시고 그러시는 따뜻한 마음 감사하게 생각하고요. 고맙습니다. မြို့သားရုံးပိတ်ရက်တွေအတွက်စီးပွားရေးခက်ခဲရှိနေတဲ့ဒေသခံတွေစီဥက္ကဋ္ဌဂျန်ကီဂျာရဲ့စေတနာနဲ့ချစ်ချင်းမေတ္တာတွေရောက်သွားပါတယ်။ We Love You အဖွဲ့ဝင်တွေဟာတယောက်တည်းနေထိုင်တဲ့တက်ကြီးရွယ်အိုတွေကိုရိုးရာအစားအစာတွေနဲ့တွားရောက်လဲပတ်ပြီးမိသားစုရဲ့ချစ်ချင်းမေတ္တာကိုမျှဝေပေးနေကြပါတယ်။ 이런 거 저는 비싸서 사 먹지도 못하는데 예, 너무 감사해요. 예. 안 죽고 살고 자꾸 신세면 제가 저 어떡할지 모르겠어요. We Love You အဖွဲ့ဝင်တွေစီကနေနှွေးထွေးမှုနဲ့ချစ်ချင်းမေတ္တာတွေဟာအထီးကျန်နေတဲ့တက်ကြီးရွယ်အိုတွေအတွက်ပြုံးတွေကိုယူဆောင်လာပေးပါတယ်။မောင်မိုင်းနေတဲ့အရက်သေးကအလင်းရောင်လိုပဲအကူအညီလိုအပ်နေသူတွေစီကိုမိခင်တယောက်ရဲ့မေတ္တာတွေပေးဝေနေပါတယ်။ဥက္ကဋ္ဌဂျန်ကီဂျာနဲ့ We Love You အဖွဲ့ဝင်တွေရဲ့ချစ်ချင်းမေတ္တာကအမျိုးသားရုံးပိတ်ရက်တွေအတွင်းအိမ်နီးချင်းတွေကိုနှစ်သိမ့်မှုနဲ့ခွန်အားပေးနိုင်လိမ့်မယ်လို့ကျွန်ုပ်တို့မျှော်လင့်ပါတယ်။